Sorry ဝန်ကြီးကမွတ်စလင်နိုင်ငံများမှတာဝန်ရှိသူများနှင့်အတူ Hajj ဆိုင်ရာအစည်းအဝေးကျင်းပခဲ့သည် Sorry Hajj နှင့် Umrah ဝန်ကြီး Tawfiq bin Fawzan Al Rabi'a သည်မွတ်စလင်နိုင်ငံများမှ Hajj ယုံအကြီးအကဲများနှင့်တာဝန်ရှိသူများနှင့်နှစ်စဉ်ကျင်းပမည့်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်ဇန်နဝါရီ4ရက်နောက်ဆုံးထား၍စခန်းဝန်ဆောင်မှုစာချုပ်များကိုအပြီးသတ်ချုပ်ဆိုရမည်ဖေဖော်ဝါရီ4ရက်နောက်ဆုံးထား၍မက္ကာနှင့်မဒီနာရှိတဲကိုခန်းစာချုပ်များကိုအပြီးသတ်ချုပ်ဆိုရမည်မတ်လ20ရက်နောက်ဆုံးထား၍ Hajj ဗီဇာများထုတ်ပြန်အထတင်ပြရမည်ဖြစ်ပြီးထိုရက်နောက်ပိုင်းတွင်တဒန်းတိုးပေးမည်မဟုတ်ပေခွင့်ပြုချက်မရှိဘဲ Hajj ပြုလုပ်ခြင်းမှာကာဝေးရန်ပြည်သူများအားအသိပညာပေးရမည်ဗီဇာထုတ်ပေးရတဲ့အတွက်ကျန်းမာရေးစွမ်းရည်လက်မှတ် Health Capability Certificate ကိုရုံးအကြီးအကဲနှင့်ဆေးဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကလက်မှတ်ရေးထိုးရန်လိုအပ်သည်ကိုရဘာနီတားကောင်များအတွက်ငွေပေးချေမှုအလုံးကိုတရားဝင် Hajj ရုံးများနှင့် Sorry စီမံကိန်းမှသစင်တာဆောင်ရွက်ရမည်ဖြစ်ပြီးခွင့်ပြုချက်မရှိသောအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်းကိုတားမြစ်သည် Grand Mosque နှင့်တန်ရှင်းသောနေရာများသို့ဝင်ရောက်ရန်နတ်ဆုကတ်ကိုမဖြစ်မနေအသုံးပြုရမည်စီမံခန့်ခွဲရေးဆေးဘက်ဆိုင်ရာနှင့်မီဒီယာဝန်ထမ်းများ၏အချက်အလက်များကိုနိုဝင်ဘာလ10ရက်မှစတင်၍တင်ရမည်ဖြစ်ပြီးဒီဇင်ဘာလ22ရက်မတိုင်မီအပြီးသတ်တင်ပြရမည်လေကြောင်းလိုင်းများရွေးချယ်ခြင်းနှင့်လေယာဉ်ထွက်ခွာခြင်းကြိုတင်စည်ရင်းသွင်းခြင်းတို့ကိုဇန်နဝါရီလ4ရက်မှမတိုင်မီအပြီးသတ်ဆောင်ရွက်ရမည်လွန်ကြီးကဤဆောင်ရွက်ချက်များသည်ဟာဂျီများအတွက်ဝန်ဆောင်မှုထိရောက်မှုကိုမြင့်တင်ရန်နှင့်သက်ဆိုင်ရာပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ရည်ရွယ်ကြောင်း၎င်းသည်ကမ္ဘာတဝန်းမှဟာဂျီများကိုဝန်ဆောင်မှုပေးရတွင်နိုင်ငံတော်၏ဦးဆောင်အခမ်းကဏ္ဍကိုထင်ဟပ်စေကြောင်းပြောကြားခဲ့သည်